သေပြီဆိုလို့ရှိရင်သူပိုင်တာပါရှိတယ်နော်တေချာစဉ်းစားကြည့်ရာထူးဘလောက်ကြီးကြီးပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာဘာတွေပဲပိုင်လူတယောက်ဟာမျက်စိနှလုံးလေးမိတ်ပြီးတော့သေသွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံတော့သူပိုင်တာတစ်ခုမှမရှိတော့သေဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မောတောင်မှကြာမထားဘူးတခြားပို့ပြခါတေချာပန်းစံမှုတွေလည်းအကုန်ဆုံးသတ်သွားပြီကိုယ်အိမ်မောတောင်ကိုနေလို့မရတော့ဘူးကိုမိသားစုကလည်းကိုယ်ကိုခွဲသွားပြီအဲ့တော့မျက်စိလေးနှလုံးမမိတ်ခင်လေးတော့ဟာဘာတွေပိုင်နေညာတွေပိုင်နေစသဖြင့်ပိုင်ဆိုင်မှုတွေနဲ့ဂုဏ်ယူဝင်ကြွားပြီးနေနိုင်တော်လဲပဲသေခြင်းတရားနဲ့ရင်ဆိုင်လာလို့ဘဝကိုဆုံးလိုက်ပြီးဆိုတဲ့အချိန်ကစပြီးပိုင်ဆိုင်မှုတွေအလုံးဆုံးရှုံးသွားပြီတဲ့ဒါဖြင့်သူပိုင်တာဘာရှိတော့ဘာပိုင်တာရှိတော့ကိစ္စအာရယခိစ္စတိနောက်ဘဝသွားတာသူတယောက်တည်းသွားတော့ဘာယူပြီးတော့အိမ်မောကဆင်းသွားတော့ကားကိုယူသွားလို့ရလားစိန်နေရွှေတွေယူသွားလို့ရလားပိုက်ဆံတွေယူသွားလို့ရဘာတစ်ခုမှယူသွားဘာဟာသူယူသွားလို့ရတော့နဲ့မိကုံထုတ်တာကိဟိတတတက္ကံဟောတိဘာကသူပိုင်နာဖြည်သေးတော့ကိဉ္စအာရယကိစ္စတိသူဘာကိုယူသွားရတော့ကိဉ္စတအနုကံဟောတိသူ့နောက်မှာလိုက်သွားတာဘာရှိတော့ဆာယဝအနပ္ပယအရိပ်လိုမခွဲမကွာသူ့နောက်ပါသွားတာဘာရှိတော့စဉ်းစားခိုင်းတာနော်ငါသိသွားလို့ရှိရင်ငါပိုင်တာဘာရှိလဲနော်ငါယူသွားလို့ရတာဘာရှိလဲငါနောက်ကပါလာမှာဘာရှိလဲဒီအချက်၃ချက်ကိုစဉ်းစားကြည့်အဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥဘောပုံညင်စပပင်စယမစ္ဆောကုရုတိဣဒလက်ရှိဘဝမှာတဲ့တရားတူလူသားတူဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကုသိုလ်လုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရက်တွေပဲတန်ဟိတတတက္ကံဟောတိကိုလုပ်ခဲ့တဲ့အလုပ်ဒီပင်လေဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသိုလ်လုပ်မယ်အကုသိုလ်လုပ်မယ်ကိုယ့်ရင်ထဲမှာဖြစ်သွားပြီစိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကကိုယ့်ရင်ထဲမှာဖြစ်တယ်ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရင်ထဲမှာရှိတယ်မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဟောကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခုနကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်ဒီဘဝမှာမသေးခင်လူတွေဟာနေ့စဉ်နဲ့အများလုပ်တယ်စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလက်အောင်လုပ်တယ်အဲ့ဒီကိုယ့်ရဲ့လုပ်ရကံသေးသာလင်တင်ကြီးတတတက္ကံဟောတိတယ်အဲ့ဒါသူ့ရဲ့သူပိုင်တဲ့အရာအဲ့ဒါပဲရှိအဲ့တော့ဒီနေရာမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိတ်ရှိရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမမိတ်ခင်မသေးခင်လေးအတွင်းမှာပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတာသေလိုက်တာနဲ့တပြိုင်နက်အကုန်လုံးဘာမှမပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှိရင် तू လုတ်ခဲ့တဲ့လုတ်ရက်ပဲ तू ပိုင်တယ်ကောင်းတာလုပ်ရင်ကောင်းတယ်မကောင်းတာလုပ်ရင်မကောင်းဘူးအကောင်းဆုံးနှမျိုးလုပ်ရင်နှမျိုးလုံး तू ပိုင်နေပါအေးအဲ့ဒါသိပဲလေသူ့ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရယကိစ္စတိအဲ့ဒါပဲဟိုဘဝယူသွားလို့ရမယ်နောက်ဆုံးမှအဝတ်ကောင်းရင်တော့ချွတ်ယူလိုက်သေးတာနော်လက်ဆွဆိုဘယ်သူမှသဘောမပေးလိုက်ဘူးချွတ်လိုက်မှာပဲတေချာစိတ်ငကကြီးဆိုလည်းဖြုတ်လိုက်မှာပဲလေမတန်တဲ့ငကကြီးနဲ့မကောင်းမှုဆိုဖြုတ်ယူလိုက်အောင်ပါ
အဲ့တော့သူပိုင်ဆိုင်မှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိဘာရှိတော့လို့ဆိုလို့ရှိရင်သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုတော့မိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးဇာတိကံလောက်လိုက်ပို့ပြီးပြန်လဲလာမှာပဲဒါပဲခိုးဘက်တော့ပို့လိုက်မှာမဟုတ်ဘူးเนาะလိုက်ပို့ရတာလုံးမှလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်္ဆတအနုကံဟောတိဆာယဝအနပါယသူနဲ့ကပ်ပြီးတော့ပါးလိမ့်မှာကတော့သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံပဲတဲ့အဲ့ဒါပဲပါတော့ပရာဟိတကုသိုလ်တွေလုပ်ရင်အဲ့ဒီကုသိုလ်တွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသိုလ်တွေလုပ်ရင်မကောင်းတဲ့အကုသိုလ်တွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အရက်သေးစာကြိုက်အဲ့ဒီမကောင်းမှုအကုသိုလ်လုပ်ရသည်တည်တဲ့အခါသူနဲ့အတူပါသွားတယ်ဒါကိုသူယူသွားရတယ်ယူသွားပြီးတော့အပင်ငရဲရောက်သွားတဲ့အပင်ငရဲကလွတ်ပြီးလူပြည်ရောက်လာတဲ့အခါသူဘာဖြစ်တော့အယူအနှံဖြစ်တယ်အမှန်အကျိုးလေးနဲ့ပြောမယ်ဆိုအယူအနှံကြက်မပြည့်တဲ့လူလာဖြစ်လာအဲ့ဒါရဇတ်ပဲဆိုးတဲ့ရဇတ်တွေရရှိလာဒီလိုဆိုလို့ရပေါ့နော်တင်္ဆတအနုကံဟောတိဆာယဝနာပါယိနိကိုလို့တဲ့ကံသေးတာလဲအရိပ်ပမာကိုနဲ့မခွဲမခွာပါလာမှဖြစ်တယ်ဆိုတာကိုအမြဲတမ်းနှလုံးသွင်းဆင်ခြင်ဖို့ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းတပိတတ္တကမ္မတကသရဝမှန်သမျှကိုယ်ပိုင်ဥစ္စာဆိုတာကံတာပဲဉာဏ်ပိုင်ဆိုင်မှုတွေတခဏပဲတဲ့အတိုင်းအတာတစ်ခုရှိတယ်ထာဝရပိုင်ဆိုင်မှုဒီကံတာလင်ဖြစ်တယ်တခဏပိုင်ဆိုင်မှုတွေကတော့ပြည့်နေတာယံကမ္မံကရိတန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတထာထာဘဝိတန္တိကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ကုသိုလ်လှုပ်လို့အကုသိုလ်လှုပ်လို့လှုပ်သမျှတွေရဲ့အကျိုးဆက်အမွေရစက်ကိုဘယ်သူခံရတော့ဆိုလှုပ်သူပဲခံရမယ်လို့ဒီလိုဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ်မိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုရင်လူဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်အတ္တဟိတပရဟိတကိုယ်ကိုလည်းအကျိုးမပြုဘူးသူတော်ကိုလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တွေကရှောင်မယ်ဒီလိုဆိုလို့ပြောတဲ့အခါမှာလည်းသူများကိုလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတဲ့စကားမျိုးပြောမယ်လုပ်လို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကိုလည်းအကျိုးပြုတဲ့အလုပ်မျိုးကိုပဲလုပ်မယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာတတ္တမကရိယကလျာဏဒီလိုဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်ကိုယ်နဲ့အတူပါလာတာကံတာဖြစ်သောကြောင့်တဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတမိုးရှိမဲ့ကုသိုလ်လုပ်တွေကိုလုပ်ပါ